မင်္ဂလာပါစာပေချစ်သူပရိသတ်ကြီးရေကျမရဲ့စာဖတ်ပရိသတ်တွေထဲမှာအင်္ဂလိပ်စကားပြောတတ်ချင်တဲ့လူငယ်တွေလူကြီးတွေလည်းပါပါလိမ့်မယ်သူတို့တွေအတွက်ဆရာမိုးရှင်း IMD ရေးသားထားတဲ့ရောင်းအားကောင်းဆုံးစာအုပ်တစ်အုပ်ဖြစ်တဲ့အင်္ဂလိပ်စကားအမြန်ပြောတတ်ဖို့ဆိုတဲ့စာအုပ်လေးတွေကကောင်းလို့ရရာကောင်းနှုတ်ချက်လေးတွေကိုဒီဗီဒီယိုလေးထဲမှာဖတ်ပြပေးသွားမှာဖြစ်ပါတယ်အားလုံးပဲနားဆင်ကြည့်ပေးပါအောင်ရှင်ကျမရဲ့ YouTube channel လေးကို like and subscribe လုပ်သွားပေးဖို့လဲတောင်းဆိုပါရစေ2009ခုနှစ်ကျွန်တော်10တန်းကျောင်းသားအရွယ်အတန်းထဲမှာအဆင့်30ရခဲ့တယ်အရင်ကတခါမှအဲ့ဒီအဆင့်လောက်ထိမရခဲ့ဘူးပါဘူးအဖေက1 to 10ဝင်ရင်ကျွန်တော်ကြိုက်တဲ့လက်ဆောင်ပေးမယ်လို့ကျွန်တော်ပြောမှုပါတယ်ကျွန်တော်တောင်းခဲ့တဲ့လက်ဆောင်ကရေဒီယိုတစ်လုံးပါဘာကြောင့်ကျွန်တော်ရေဒီယိုကိုတောင်းခဲ့တယ်လဲဆိုရင်အကြောင်းရှိပါတယ်ကျွန်တော်ရေဒီယိုကနေ BBC အင်္ဂလိပ်သတင်းတွေကိုနားထောင်ကြလို့ပါဒီလိုပြောလို့ကျွန်တော်အဲ့ဒီအချိန်ကအင်္ဂလိပ်စကားကိုနားလည်တဲ့အဆင့်ရှိနေတယ်လို့မထင်လိုက်ပါနဲ့ကျွန်တော်တလုံးမှနားမလည်ပါဘူးဒါပေမဲ့အဲ့ဒီနားမလည်တာကိုပဲနားထောင်ချင်နေခဲ့တာပါတနေ့ BBC ကသတင်းကြေညာတဲ့အင်္ဂလိပ်တွေစကားပြောသလိုအင်္ဂလိပ်စကားကိုကျွန်တော်ပြောတတ်ချင်ခဲ့တယ်ဒါကကျွန်တော်ရဲ့အင်္ဂလိပ်စကားပေါ်စတင်ယူသွခဲ့ခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဝါသနာကိုအဖေစီကလက်ဆင့်ကမ်းခဲ့ရတာပါအဖေကလည်းအင်္ဂလိပ်စကားကိုအရန်ပြောတတ်ချင်သူပါအဖေကိုကျွန်တော်အဖိုးကလက်ဆောင်ပေးမှုတဲ့အင်္ဂလိပ်စကားပြောစာအုပ်လေးတစ်အုပ်ရှိပါတယ်အဲ့ဒီစာအုပ်လေးကိုလည်းကျွန်တော်ခဏခဏယူဖတ်လေးရှိပါတယ်အဖေကတော့နေ့စဉ်စာဝတ်နေရေးအလုပ်တွေကြောင့်အင်္ဂလိပ်စာကိုမလေ့လာအားတော့ပါဘူးဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီဝါသနာလက်ဆင့်ကမ်းပေးခဲ့ပါတယ်ကျွန်တော်ကိုအင်္ဂလိပ်စာဆရာတယောက်ကပြောဘူးတယ်အဲ့နေရောက်ရင်တော့အင်္ဂလိပ်လိုထရောင်တဲ့နေ့လမ်းကြောင်းမှန်ပေါ်မင်းရောက်တဲ့နေ့ပဲတဲ့သူပြောတဲ့စကားကအရန်ကိုမှန်ပါတယ်အင်္ဂလိပ်စကားသင်ယူနေတဲ့လူတချို့ဟာလေ့လာဖို့ပြင်းယူတတ်ကြပါတယ်တကယ်ကိုဆွဲလန်းလန်းယူယူမူမူလေ့လာတဲ့သူပဲအဲ့နေရင်ထရောင်ရင်တော့အင်္ဂလိပ်လိုရောက်မှာဖြစ်ပါတယ်အဲ့ဒါကသူ့ရဲ့ခေါင်းထဲမှာအင်္ဂလိပ်စကားဟာအချိန်တော်တော်များများကိုအပိုင်ယူထားလို့ပါအင်္ဂလိပ်စကားပြောတတ်ဖို့ဘာအရေးကြီးဆုံးလဲလို့ကျွန်တော်ကိုလူငယ်တွေကမေးလိရှိပါတယ်တကယ်တော့အင်္ဂလိပ်စကားပြောတတ်ဖို့လိုအပ်တာတွေအများကြီးရှိပါတယ်ဒါပေမဲ့အခြေခံအကျဆုံးရှိတဲ့အရာကတော့ passion ပါပဲ passion မရှိရင်အင်္ဂလိပ်စာလေ့လာတာမဟုတ်ပါဘူးတခြားဘယ်အရာမှမအောင်မြင်နိုင်ပါဘူးဒီခေတ်ထဲမှာ passion မရှိဘဲမိဘပတ်စံကိုသင်တန်းတွေအများကြီးတက်ပြီးဖြုံးနေတဲ့ကလေးတွေကိုတွေ့တဲ့အခါတကယ်ကိုစိတ်မကောင်းဖြစ်မိပါတယ်သူတို့မိဘတွေကချမ်းသာရင်တော့ဘာမှမဖြစ်ပါဘူးဒါပေမဲ့နေကမိဘတွေကပတ်စံတွေအမြဲပိုးပြီးကြောင်းထားပေးနေတာဆိုတော့မိဘတွေကိုပြန်ပြီးကြည်တင်ပါတယ်သင်တန်းပေါင်းစုံလျှောက်တက်ပြီးအင်္ဂလိပ်စကားကိုနည်းနည်းလေးတောင်မပြောတတ်တဲ့သူတွေကျွန်တော်မြင်ဘူးလို့ပါတကယ်တော့ဘလောက်တော်တဲ့ဆရာပဲသင်ပါစေသင်မှာ passion မရှိရင်ဘယ်တော့မှပညာရပ်တစ်ခုကိုထူးချွန်စွာတက်မြောက်မှာမဟုတ်ပါဘူးဒီစာအုပ်ကိုသင်ဖတ်နေတယ်ဆိုရင်သင်ဟာအင်္ဂလိပ်စကားကိုကျွမ်းကျင်ပြောတတ်ချင်သူဆိုတာသိကြပါတယ်ဝါသနာသာမပါခဲ့ရင်ဒီစာအုပ်ကိုဝယ်ဖတ်မှာမဟုတ်ပါဘူးဒါပေမဲ့ဝါသနာဆိုတာ passion ဆိုတဲ့စကားလုံးနဲ့မကိုက်ညီသေးပါဘူး passion ဆိုတာဝါသနာကြီးပြီးယူယူမူမူလေ့လာတာကိုပြောတာပါအခုချိန်ထိအင်္ဂလိပ်စကားမပြောတတ်သေးဘူးဆိုရင်ကိုလုံးဝစိတ်မပြတ်ပါနဲ့ဒီစာအုပ်ဖတ်ပြီးချိန်ကစားလို့ပြန်လေ့လာပါဒါပေမဲ့တခုတော့မှတ်ထားပါအရင်ဆုံးသင်မှာ passion ရှိဖို့လိုပါတယ် passion ရှိအောင်ဘယ်လိုလုပ်မလဲအင်္ဂလိပ်စာလေ့လာနေတဲ့သူတော်တော်များများကအင်္ဂလိပ်စာကိုတကယ်ဝါသနာပါပြီးသားတွေပါဒါပေမဲ့မယူသွတ်ကြတာပါယူသွတ်ဖို့ဆိုတာသင်ပေးလို့ရတဲ့အရာတခုတော့မဟုတ်ပါဘူးဘာဖြစ်လို့လဲဆိုတော့လူတိုင်းတယောက်နဲ့တယောက်ဝါသနာမတူကြလို့ပါပဲတစ်ချိန်တည်းမှာပဲအင်္ဂလိပ်စာကိုဝါသနာမပါပဲအလုံးမှာမဖြစ်မနေသုံးရမှာမို့သင်ယူနေကြတဲ့သူတွေလည်းရှိပြန်ပါတယ်အစကတည်းကလည်းဝါသနာမပါစိတ်မပါပဲသင်ယူနေရတဲ့အတွက်လေ့လာမှာကိုပုံမူပြင်းရည်လေးရှိကြပါတယ်ဒါပေမဲ့ပြန်စဉ်းစားကြည့်ရအောင်အင်္ဂလိပ်စာဟာဘဝမှာအောင်မြင်တဲ့သူတယောက်ဖြစ်ဖို့ဝါသနာပါတဲ့အရာလို့သင်မထင်ဘူးလားကျွန်တော်မေးရင်တော့အင်္ဂလိပ်စာဟာအောင်မြင်ခြင်းတဲ့သူတိုင်းတက်ထားတဲ့အရာလို့ထင်ပါတယ်နောက်ဆုံးအင်္ဂလိပ်စကားမပြောရတဲ့လုပ်ငန်းတစ်ခုကိုလုပ်နေအောင်တော့အင်္ဂလိပ်စကားတက်ခြင်းကိုတခါတရံအရေးကြုံလာတဲ့အခါအရန်ကိုအသုံးဝင်တတ်ပါတယ်သားသမီးတွေအတွက်လည်းအသုံးဝင်တတ်ပါတယ်ဝင်ငွေကိုပို့ပြီးကောင်းစေပါတယ်
ပတ်ဝန်းကျင်မှာအင်္ဂလိပ်စကားကောင်းကောင်းပြောတတ်လို့ဝင်ငွေကောင်းနေသူတွေကိုကြည့်ပါအလုံးမှာမိမိထက်အင်္ဂလိပ်စကားပြောကောင်းလို့ယာရူးတိုးသွားတဲ့သူတွေကိုကြည့်ပါမနာလို့မဖြစ်ပါနဲ့တကယ်တော့သင်လိုအပ်နေမှန်းသိရသားနဲ့မလေ့လာဖြစ်တာပါမအားဘူးဆိုပြီးစင်ကြေတွေနဲ့အချိန်ကုန်ခဲ့လို့ပါကဲအခုချိန်ကစားပြီးလေ့လာလဲမိပါသေးတယ်ကျွန်တော်အကြံပေးချင်တာကပတ်ရှင်မရှိရင်ရှိအောင်လုပ်ပါလူတိုင်းအောင်မြင်ခြင်းကြပါတယ်အောင်မြင်ဖို့အင်္ဂလိပ်စကားဟာအရန်ကိုအရေးကြီးပါတယ်အင်္ဂလိပ်စကားပြောတတ်ဖို့ passion ဟာအရေးကြီးပြန်ပါတယ်ဒီတော့ passion English success ဖြစ်သွားပါပြီအင်္ဂလိပ်စာတက်ရုံနဲ့အောင်မြင်သူတယောက်ဖြစ်နိုင်တယ်လို့တော့ဆိုလိုတာမဟုတ်ပါဘူးအင်္ဂလိပ်စာဟာအောင်မြင်ခြင်းစီကိုသွားဖို့လိုအပ်တဲ့အရာတွေတဲကတစ်ခုဖြစ်ပါတယ်ဒါကြောင့်အခြေခံအကျဆုံး passion ကိုရှိအောင်အရင်လုပ်ပါ